အားလုံးပဲမင်္ဂလာပါသင်ခန်းစာအသစ်တွေမ share ပေးရတာကြာပြီဖြစ်တဲ့အတွက်ဒီနေ့မှာတော့ပေါ့ပေါ့ပါပါ vocabulary တချို့ကိုမျှဝေပေးသွားပါမယ်ဘလို့ vocabulary မျိုးတွေလဲဆိုတော့ the power of compound words top 15 picks ဆိုတဲ့ compound words 15လုံးတီးတီးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့တော့ compound word ဆိုတာဘာလဲပေါ့နော် compound word ဆိုတာကတော့အဓိပ္ပာယ်မတူတဲ့စာလုံးနှလုံးပေါင်းလိုက်ရင်နောက်ထပ်အဓိပ္ပာယ်မတူတဲ့စာလုံးတစ်လုံးဖြစ်သွားတဲ့ဝေါဟာရတွေကိုခေါ်ခြင်းဖြစ်ပါတယ် top 15 picks လို့ပြောထားပေမဲ့ဒီနေ့မှာအဓိပ္ပာယ်မတူတဲ့စာလုံးနှလုံးရဲ့အဲ့ဒီနှလုံးပေါင်းလိုက်လို့ထပ်ပြီးတော့ရလာမယ်နောက်ထပ်စာလုံးတစ်လုံးပေါင်းပြီးတော့စုစုပေါင်း45လုံးတီးတီးကိုကျမနဲ့အတူတူလေ့လာသွားရမှာဖြစ်ပါတယ်ကျမ vocabulary တွေမျှဝေပေးနေကြပုံစံအတိုင်းပဲပထမတစ်ခေါက်ကို spelling pronunciations meaning ပေါင်းပြီးတော့တစ်ခေါက်ဖတ်ပြမယ်ဒုတိယတစ်ခေါက်မှာတော့ spelling မပါပဲ pronunciation နဲ့ meaning တွဲပြီးတော့တစ်ခေါက်ဖတ်ပြမှာဖြစ်ပါတယ်ဒီလိုလုပ်ရတဲ့ရွယ်ချက်ကတော့ learners တွေကကိုလုပ်เสียရှိတဲ့တခြားအလုပ်တွေလုပ်နေကြနေရင်းနဲ့လည်းဒီဗီဒီယိုသင်ခန်းစာကိုနားထောင်ပြီးတော့နားယူဝပြီး vocabulary တွေတိုးတက်လာစေဖို့ဖြစ်ပါတယ် okay ဒါဆိုလို့ရှိရင်ကျမတို့စပြီးလေ့လာလိုက်ကြပါမယ် book B-O-O-K book စာအုပ် worm W-O-R-M worm တီကောင် bookworm B-O-O-K W-O-R-M bookworm စာကြပိုး news N-E-W-S news သတင်း flash F-L-A-S-H flash လျှက်တစ်ပြက် news flash N-E-W-S F-L-A-S-H news flash သတင်းထူးသတင်းဦး play P-L-A-Y play ပြဇာတ် list L-I-S-T list စာရင်း playlist P-L-A-Y-L-I-S-T playlist သီချင်းစာရင်း life L-I-F-E life အသက်ဘဝ time T-I-M-E time အချိန် lifetime L-I-F-E-T-I-M-E lifetime တစ်သက်တာ fire F-I-R-E fire me cracker C-R-A-C-K-E-R cracker မုံကြို့ firecracker F-I-R-E-C-R-A-C-K-E-R firecracker ပြောက်အိုး honey H-O-N-E-Y honey ပြာရည် comb C-O-M-B comb B စပင်ဖြီးတဲ့ B ပေါ့နော် honeycomb H-O-N-E-Y C-O-M-B honeycomb ပြာလပို့ chicken C-H-I-C-K-E-N chicken ကြက် pox P-O-X pox အနာအဖုဒီနေရာမှာပြောချင်တာကဒီ pox ဒီအခုနောက်ပိုင်းတော့တိတ်မသုံးတော့တဲ့စာလုံးဖြစ်ပါတယ်ဒါပေမဲ့ compound word အနေနဲ့ကြတော့သုံးနေကြသေးတာဖြစ်တဲ့အတွက်ထပ်ပေးထားတာဖြစ်ပါတယ် chicken pox C-H-I-C-K-E-N P-O-X chicken pox ရေကြောက်ယောဂါ life L-I-F-E life အသက်ဘဝ line L-I-N-E line မြင်း lifeline L-I-F-E L-I-N-E lifeline အသက်ကယ်ကြိုးအဓိကအထောက်အပံ့ wall
W-A-L-L wall နံရံ flower F-L-O-W-E-R flower ပန်း wallflower W-A-L-L-F-L-O-W-E-R wallflower ပွဲမတိုးသူလူတော့မတိုးသူပေါ့နော်လူတွေကိုရှက်တက်ကြောက်တက်တဲ့သူမျိုးကို wallflower လို့ခေါ်ပါတယ်chair C-H-A-I-R chair ကလထိုင် man M-A-N man လူ chairman C-H-A-I-R-M-A-N chairman ဥက္ကဋ္ဌ house H-O-U-S-E house aim warming W-A-R-M-I-N-G warming နှွေးထွေးမှု housewarming H-O-U-S-E-W-A-R-M-I-N-G housewarming အိမ်တက်မင်္ဂလာ day D-A-Y day နေ့ break B-R-E-A-K break ကျိုးပေါက်သည့်နေရာ day break D-A-Y-B-R-E-A-K day break အာယုံဦး egg E-G-G egg ဥ plant P-L-A-N-T plant အပင် eggplant E-G-G-P-L-A-N-T eggplant ခရမ်းသီး bag B-A-C-K bag ကျော် log L-O-G log သစ်တုံး backlog B-A-C-K-L-O-G backlog အလုပ်ကြွေးမလုပ်ရသေးတဲ့အလုပ်တွေမလုပ်ဖြစ်သေးတဲ့အလုပ်တွေကို backlog အလုပ်ကြွေးလို့ခေါ်ပါတယ် pea P-E-A pea ပဲ့စစ် nut N-U-T nut အခွန်မာသီး peanut P-E-A-N-U-T peanut မြေပဲဟုတ်ပါပြီအဲ့ဒါဆိုရင်ဒုတိယတစ်ခေါက်အနေနဲ့ spelling မပါဘဲ pronunciation နဲ့ meaning ကိုတွဲဖတ်ပြပါမယ် book စာအုပ် worm တီကောင် bookworm စာကြပ်ပိုး news သတင်း flash လျှက်တစ်ပြက် news flash သတင်းထူးသတင်းဦး play ပြဇာတ် list စာရင်း playlist သီချင်းစာရင်း life အသက်ဘဝ time အချိန် lifetime တစ်သက်တာ fire မီး cracker မုံကြွပ် firecracker ဗျောက်အိုမီးရှူးမီးပန်း honey ပျာရည် comb bee honeycomb ပျာလပို့ chicken ကြက် pox အနာအဖု chicken pox ရေကြောက်ယောဂါ life အသက်ဘဝ line မြင်း lifeline အသက်ကယ်ကြိုးအဓိကအထောက်အပံ့ wall နံရံ flower ပန်း wallflower ပွဲမတိုးသူလူတော့မတိုးသူ chair ကလထိုင် man လူ chairman ဥက္ကဋ္ဌ house အိမ် warming နှွေးထွေးမှု housewarming အိမ်တက်မင်္ဂလာ day နေ့ break ကျိုးပေါက်သည့်နေရာ day break အာယုံဦး egg ဥ plant အပင် eggplant ခရမ်းသီး bag ကျော် log သစ်တုံး backlog အလုပ်ကြွေး pea ပဲ့စီ nut အခွန်မာသီး peanut
မြေပင် Okay ဒါဆိုလို့ရှိရင်တော့ဒီနေ့မှာကျွန်မပြောခဲ့တဲ့ compound word 15လုံးတနည်းအားဖြင့်စုပေါင်းစာလုံး45လုံးကိုမျှဝေပေးသွားပြီးဖြစ်ပါတယ်အလုပ်တစ်ဖက်နဲ့ဆိုတော့ရှေ့ပိုင်းတွေမှာသင်ခန်းစာအသစ်တင်တာတွေနည်းနည်းကျဲသွားပေမဲ့ဒီ2026ထဲမှာတော့အတက်နိုင်ဆုံးအသစ်တွေတင်ပေးနိုင်အောင်ကြိုးစားသွားပါမယ် learners တွေလည်းကိုယ့်ရဲ့ skill ကိုနေ့တိုင်းနည်းနည်းစီပဲဖြစ်ဖြစ်ဖြည့်သွားပေးဖို့ညွှန်လင်းပါတယ် learners တွေကိုနောက်တစ်ခု request လုပ်ချင်တာကတော့ကျွန်မဒီ accessory collection နာမည်နဲ့ပဲ Facebook ရော TikTok ရောဖွင့်ထားတာရှိပါတယ်ပေါ့နော်တကယ်လို့ learners တွေအဆင်ပြေတယ်စိတ်ဝင်စားတယ်ကျွန်မရဲ့သင်ခန်းစာတွေကနေတခုခုအကျိုးကျေးဇူးရရှိသွားစေတယ်ဆိုလို့ရှိရင် Facebook page ကိုရော TikTok channel ကိုရော subscribe follow လေးတွေလုပ်ပေးကြဖို့မြတ်တာရက်ခံအပ်ပါတယ်ဒီ YouTube channel လေးမှာလည်းအခုချိန်ထိကျွန်မနဲ့အတူတူကျွန်မတင်တဲ့သင်ခန်းစာတွေကိုလေ့လာပေးကြတဲ့တူချင်းတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်အဲ့ဒါဆိုရင်နောက်ထပ်သင်ခန်းစာအသစ်တွေမှာထပ်ဆုံကြပါမယ် Happy learning ပါ bye bye